မိခင်စမအုပ်ကမကျွတ်မလို့ဖြစ်နေကြောင်းပြောလာတဲ့စနိုင်တရားကိုပရိသတ်တွေကြားမှာရန်ကုန်မှာစိတ်မကောင်းဖြစ်စရာကောင်းပြီးတော့ဂုဏသက်စရာလေးကောင်းတဲ့အကြောင်းအရာလေးတစ်ခုကတစင်ရတိတိကျအောင်မြင်ခဲ့တဲ့ရုပ်ရှင်တရုပ်ဆောင်တရားတင်ဆိုတဲ့စမအုပ်တို့ရဲ့တဝီတော်သားစနိုင်တရားဦးရဲ့အကြောင်းပါပဲဒီရက်ပိုင်းမှာစနိုင်တရားဦးကသူ့ရဲ့မိခင်ဖြစ်သူမင်းသမီးကြီးစမအုပ်နဲ့ပတ်သက်ပြီးတုံလို့စရာစကားတခုပွင့်ရလာပါတယ်အဲ့ဒါကတော့သူ့ရဲ့မိခင်ကြီးဟာကွယ်လွန်သွားခဲ့ပြီဖြစ်ပေမဲ့အခုချိန်ထိမချွတ်လို့သေးပဲနဲ့တရေဘဝသို့မဟုတ်ဝိညာဉ်ဘဝနဲ့ဒီလောကမှာကျင်ရည်နေစေဆိုပြီးတော့ပြောလာတာပါပရိသတ်ကြီးတည်တဲ့အတိုင်းစစ်နိုင်တရားဦးဟာနိုင်ငံကျော်မင်းသားတရားတင်ဆိုနေစင်မာဦးတို့ရဲ့သားဖြစ်တယ်လို့သူမိဘတွေကအမှုပညာလောကမှာရောစီးပွားရေးမှာပါထိတ်တန်းကရက်တည်ခဲ့သူတွေပါစစ်နိုင်တရားဦးဆိုတာကတစ်ချိန်ကအားလုံးဝိုင်းပြီးတော့ဖူးဖူးမုတ်ကျူးဆိုင်ခဲ့ရတဲ့တတိသားလေးတယောက်ပေါ့ဒါပေမဲ့ကန်တရားကမျက်နှာသားမပေးခဲ့ပါဘူးမိဘနှစ်ပါးလုံးဆုံးပါသွားချိန်မှာသားဖြစ်သူတွေဘာအမွေနဲ့ဘာစည်းစိမ်ဥစ္စာမှမကြံရခဲ့ပါဘူးပိုဆိုးတာကသူဟာမိဘတွေရဲ့ချုံမောလာပါတဲ့ရုပ်ရည်အမွေကိုလည်းမရခဲ့ပါဘူးအရှက်ပူပူကွန်းကျိုးတွေတက်နေတဲ့သွားတွေနဲ့သူ့ရဲ့ရုပ်ရည်သွေးပြောင်ပရိသတ်တွေမြင်နေကြမင်းသားသားတယောက်ပုံစံနဲ့ကြွားချနေခဲ့ပါတယ်။အစာပိုင်းမှာမိဘရှင်ဝါနဲ့နုပညာလောကရဲ့ဝင်ဖို့စူးစမ်းခဲ့ပေမဲ့သူ့ရဲ့ရုပ်ရည်လိုအပ်ချက်နဲ့ကွန်ဆာသုံးမှုကြောင့်ဖြစ်လာတဲ့သွားချမ်းမာရေးခြေနေကြောင့်နေရာမရခဲ့ပါဘူး။နောက်ဆုံးမှာတော့မန္တကိုချပြီးတော့ဟင်းချက်ရောင်းနေဈေးတဲ့ဘဝနဲ့ရုန်းကန်နေရရှာပါတယ်။ဒီလိုမျိုးသားဖြစ်သူဟာမိဘမဲ့ဘဝနဲ့ဒုက္ခဒုက္ခတွေကြောင့်စီးပွားရေးတွေဆင်မပြေရုပ်ရည်ကလည်းမတင်တယ်ပဲနဲ့လူပေလူတေလေးလိုဖြစ်နေတာကိုမြင်ရတော့မိခင်ဖြစ်သူစင်မဦးရဲ့ဝိညာဉ်ဟာသားကိုစိတ်မချနိုင်ဖြစ်နေရလို့ဆိုပါတယ်။စင်နိုင်တရားဦးရဲ့ပြောချက်အရအမေဟာတားဖြစ်သူရဲ့ဆင်းရဲဒုက္ခတွေအစင်မပြေမှုတွေကိုကြည့်ပြီးစိတ်ဆဲလန်းကတန်ရုံးစင်မပြတ်နိုင်တာကြောင့်ကောင်းရာမွန်ရာမရောက်နိုင်ပဲဖြစ်နေရတယ်လို့သိရပါတယ်။မိခင်မြတ်တာဆိုတာဘဝချသွားတာတောင်တာသမီဒုက္ခရောက်နေရင်မျက်စိမမိတ်နိုင်ဘူးဆိုတာဒါကိုပြောတာဖြစ်ပါလိမ့်မယ်။ဒါကြောင့်မင်းစင်နိုင်တရားဦးဟာသူ့ရဲ့မိခင်ကြီးချွတ်လွတ်စေဖို့အတွက်ရည်စူးပြီးတော့ဒီရက်ပိုင်းမှာပဲဒုံလည်းပဲရဟန်းခံကတရားဘာဝနာသာသနာပေါင်းလေးကိုဝင်ရောက်ခဲ့ပါတယ်။စိတ်မကောင်းစရာတခုကတော့သူဟာရဟန်းခံတဲ့လူပွဲလေးမှာသူမိဘတွေရဲ့မိတ်ဆွေနုပညာရှင်တွေအတိုင်းဝိုင်းကြီးတွေဘယ်သူမှရောက်မလာခဲ့ကြပါဘူး။မိသားစုနေငယ်နဲ့ပဲတိတ်တဆိတ်ကုသိုလ်ယူခဲ့ရပါတယ်။စင်နိုင်တရားဦးကတော့ကျွန်တော်မှမိဘမွေဆိုလို့ဘာမှမကြံခဲ့ပေမဲ့တားတယောက်အနေနဲ့မိဘအတွက်လုပ်ပေးနိုင်တာကဒီကုသိုလ်ပါပဲ။အမေလည်းသားကိုစိတ်ချပြီးတော့ကောင်းရာတုတ်ကလေးလာပါစေလို့ဆုတောင်းရင်းဝမ်းနည်းစရာရပွင့်လာခဲ့ပါတယ်။အချို့ကတော့စင်နိုင်သူကကွယ်လွန်ဆုံးပါသွားတဲ့မိဘနှစ်ပါးဖြစ်တဲ့မင်းသားတရားတင်ဆိုနဲ့စင်မဦးပေါ်မှာအတန်းရှင်းရှာရဲဆိုပြီးတော့မြင်ကြသူတွေလည်းရှိပါတယ်။စင်နိုင်တရားဦးကအရေးချင်းမရှိတော့မီဒီယာတွေမှာပဲပောက်ပန်း40ဖြစ်နေတာပါ။ဒါပေမဲ့တကယ်လည်းဖြစ်ချင်းဖြစ်နိုင်ပါတယ်။ကဲပရိသတ်ကြီးတို့ရုပ်ရည်ဝင်မရခဲ့ပေမဲ့မိဘအပေါ်တည်တဲ့စိတ်ထားမွေကိုတော့စင်နိုင်တရားဦးရရှိထားပုံပါပဲ။မိခင်ကြီးစင်မဦးလေတားရဲ့ကုသိုလ်ကြောင့်ကောင်းရာပုံပေါ်ရောက်ပါစေလို့ဝိုင်းဝန်းဆုတောင်းပေးလိုက်ကြရအောင်ပါ။ပရိသတ်တို့ကရောစင်မဦးကမချွတ်လို့သေးဘူးဆိုပြီးတော့စင်နိုင်တရားဦးပြောလာတဲ့အကြောင်းအရာလေးကိုကြည့်ပြီးဘယ်လိုခံစားရသလဲ။မိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီတယောက်လောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါမယ်။